သူတို့မိသားစုနားမှာစားစရာအစာရှိနေပါတယ်ဒါပေမဲ့အဲ့ဒီအစာစီကိုရောက်ဖို့ဟာပိုင်ရှင်ဘေးနားကနေဖြတ်သွားမှာပါအစာရဲ့ပိုင်ရှင်ကတော့ပိုလာဝဝံအကြီးကြီးပါအရန်စားလောင်နေတာကြောင့်အန်ဒီယေကိုမမှုတော့ပဲအစာစီကိုတွားလိုက်ကြပါတယ်သူတို့တို့အကြီးဆုံးအန်ဒီယေဖြစ်တဲ့ဝဝံထီးတကောင်အနားမှာရှိနေပေမဲ့မတက်နိုင်တော့ပါဘူးစားလောင်တဲ့တံကိုဒီပိုလာဝဝံမိသားစုမခံနိုင်ကြတော့ပါဘူးသူတို့စားနေတော့မှပဲအိတ်နေတဲ့ဝဝံထီးကနိုးလာပြီးသူတို့မိသားစုနောက်ကိုတိုက်ခိုက်ဖို့အတင်းပြေးလိုက်လာပါတယ်ကံကောင်းလို့လွတ်သွားကြတာပါဒါပေမဲ့အရန်လှုပ်ရှားလိုက်ရတာကြောင့်စားလောင်မှုကပိုတိုးလာပါတယ်ဒါပြင်အန်ဒီယေတစ်ခုလည်းထပ်ရောက်လာခဲ့ပါပြီအဲ့ဒါကတော့လေပြင်းတိုက်တာပါအေးဆက်နေတဲ့လေပြင်းနဲ့စားလောင်မှုကြားမှာအငယ်ကောင်လေးဟာတော်တော်အားနေနေပါပြီသူ့အမေကတော့အားတင်းထားဖို့လှမ်းអော်နေပါတယ်သူစူးစမ်းပါသေးတယ်ဒါပေမဲ့အစာမစားရတာကြာနေပြီဖြစ်တဲ့ခန္ဓာကိုယ်ကတောင့်မထားနိုင်တော့ပါဘူးနာနူးနဲ့သူ့အမေကအနားကိုရောက်လာပြီးသူတို့ရဲ့ခန္ဓာကိုယ်နဲ့အနှွေးတက်ပေးကြပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပူပြီးအားနေလာခဲ့ပါပြီစိတ်မကောင်းစွာပဲသူတိတ်ဆုံးသွားခဲ့ပါတယ်။နောင်လူနဲ့သူ့အမေကဝမ်းနေမှုကိုပြတဲ့အနေနဲ့သူ့ဘေးမှာအချိန်အကြာကြီးနေခဲ့ကြပါတယ်။နောက်တော့သူတို့လည်းအသက်ရှင်တန်ဖို့ရှေ့ဆက်ကြရပါတယ်။ဒီလိုနဲ့နောင်လူလည်းအရွယ်ရောက်လာခဲ့ပါပြီ။အသက်2နှစ်ရှိပြီဖြစ်ပေမဲ့သူ့အမေကိုအားကိုးနေရဆဲဖြစ်ပါတယ်။သူ့အမေကတော့သူနဲ့တဖြည်းဖြည်းခွဲနေလာပြီဖြစ်ပါတယ်။အခြေအနေတွေကအရင်နဲ့မတူတော့တာကြောင့်သူ့အမေကိုသားခွဲတာစောစောလုပ်အောင်ပတ်ဝန်းကျင်ကတွန်းအားပေးနေတယ်လို့ပါပဲ။နောင်သူကတော့သူ့အမေရဲ့မျက်လုံးတွေထဲမှာအရင်ကမမြင်ခဲ့ဘူးတဲ့အကြည့်တွေကိုမြင်လာရပါပြီ။ဒီအကြည့်ကတော့မိခင်ပေါ်မှီခိုနေတဲ့ဘဝဟာအဆုံးသတ်သွားပြီလို့ပြောလိုက်တယ်လို့ပါပဲ။ဝဝအမေကြီးဟာနှစ်ကောင်လုံးအစာဝဝလင်းလင်းစားနိုင်ဖို့အတွက်အစာရှာမပေးနိုင်တော့ပါဘူး။သူတို့နှစ်ကောင်လုံးအသက်ရှင်သန်ဖို့အတွက်ဆိုရင်နောင်သူကိုနှင်ထုတ်ပြစ်မှရပါတော့မယ်။မိခင်စီကထွက်သွားရတာဟာနောင်သူတို့အခက်ခဲဆုံးနဲ့အကြီးကွဲရာဆုံးဖြစ်ရတစ်ခုပါပဲဝဝအမေကြီးတို့လည်းခက်ခဲတဲ့လုပ်ရတစ်ခုပါသူကလေးကိုသူကိုယ်တိုင်မကားဝယ်နိုင်တော့တဲ့အတွက်သူလည်းဝမ်းနေနေရမှာပါသူတို့သားမိဟာတစ်သက်လုံးပြန်တွေ့ခြင်းမှတွေ့ရတော့မှာဖြစ်ပါတယ်နောင်သူကတော့တယောက်တည်းဘဝကိုဖြတ်တန်းနေရပါပြီဒီကောင်လေးတစ်ကောင်တော့အဖော်ရှိတယ်ပေါ့လေမျော်လင့်ထားတာထက်စောပြီးຫນွေဥရာသီဟာအာတိတ်ဒေသကိုအနှွေးတက်ဆောင်ကျင်းလာခဲ့ပါပြီအမဲလိုက်တဲ့နေရာကလည်းရေခဲတွေပျော်ပြီးရေတွေများလာတာကြောင့်ဖြန်နေလည်းမရှိကြတော့ပါဘူးဒါကြောင့်နာနူးဟာသူရောက်ဘူးတဲ့ရေခဲပြင်တွေရဲ့အလုံးကိုတခုခုများစားစရာရမလားလို့ရှာရင်းထွက်လာခဲ့ပါတယ်ဒီငှက်တွေကိုတော့သူအရင်ကမမြင်ဘူးပါဘူးဒီကောင်လုံးစားရင်တော့တလုတ်စာမရှိတဲ့အရွယ်လေးတွေပါဒါပေမဲ့ဒီလိုအခြေအနေမှာနည်းနည်းတော့စူးစမ်းကြည့်ရမှာပါပဲတိတ်မကြခင်မှာပဲဒီငှက်တွေရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုတွေ့လိုက်ရပါတယ်နောက်နှုံးမှာတော့စူးစမ်းကြည့်ဖို့တော့အခွင့်အရေးမရလိုက်ပါဘူးကောင်းကင်ဘုံမှာမပြန်ပဲရေထဲမှာလားပြန်နေတာဘလို့ငှက်တွေပါလေလို့တွေးနေမလားပါပဲငှက်တွေအပြင်ဒီထက်ပိုထူးခြားတဲ့အကောင်တွေလည်းထပ်တွေ့ရပါသေးတယ်ဒီကောင်တွေကိုသူ့တသက်တစ်ခါမှမမြင်ဘူးပါဘူးဒီကောင်တွေကိုပင်လယ်ပြင်ရဲ့ယူနီကွန်လို့တင်စားကြပါတယ်သူတို့ရဲ့ထိတ်ချုံတွေဟာအာယုံခံစနစ်နဲ့ဆက်နေတာကြောင့်အရန်အားကောင်းပြီးလေနဲ့ပင်လယ်ရေကိုတောင်အရသာခံနိုင်ကြပါတယ်အဲ့ဒီနည်းနဲ့ပဲအပူချိန်နဲ့ရာသီဥတုကိုသိနိုင်ကြပါတယ်ဒီကောင်တွေဟာပင်လယ်ပြင်ကြီးထဲမှာနေရာအနှံ့ပြားလှည့်လည်ကျက်စားနေကြတာဖြစ်ပါတယ်အာတိတ်ဒေသရေခဲပြင်တွေဟာအရင်အထက်ပိုပြီးအစောကြီးကွဲထွက်လာကြပါတယ်ဒါကြောင့်အမဲလိုက်ဖို့ဆိုတာမဖြစ်နိုင်မလို့ပါပဲနာနူးဘေးမှာရှိနေတဲ့အာတိတ်မြေဝေးဖြူလေးကတော့နာနူးလို့ရေမကူးတတ်ပါဘူးရေခဲတွေမြမြဆန်းဆန်းရေပျော်လာတာကြောင့်နာနူးကိုနှုတ်ဆက်ပြီးထွက်သွားရပါတော့မယ်နာနူးကတော့အကြီးအကျယ်ဒုက္ခကြုံနေရပါပြီသူတသက်မှာဒီလိုမျိုးတစ်ခါမှမကြုံဘူးသေးပါဘူးဘိုင်လဲအရန်စားနေပါပြီသူ့အမေနဲ့အတူရှိတုန်းကသူ့အမေသင်ပြခဲ့တဲ့အရာတွေကလည်းခုချိန်မှာဘာတစ်ခုမှအလုံးမဖြစ်ပါဘူး
နောင်တို့ရဲ့ကဘာကြီးတစ်ခုလုံးဟာအထက်အောက်ပြောင်းပြန်လန်းနေတယ်လို့ပါပဲအစာလုံးကရှာမရတော့တဲ့အရေးပြောနေတဲ့ရေခဲပြင်ပေါ်မှာပဲဆက်နေမလားသူအနက်ရနေတဲ့သားကောင်တွေရှိတဲ့ပင်လယ်ပြင်ဘက်ကိုပဲသွားမလားအခုတော့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချရမယ်အချိန်ရောက်လာပါပြီအသက်ရှင်တန်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူအရာအလုံးကိုစွန့်လွတ်ခဲ့ပါပြီနာနူးဟာရပ်ပေါင်းများစွာရေကူးနေခဲ့ရပြီးအရန်ပင်ပန်းနေတာကြောင့်ရေနစ်မလို့တော့ဖြစ်ခဲ့ပါတယ်ဒီရေခဲပြင်သေးသေးလေးကအနားယူလို့ရလိုက်တာကြောင့်သူအသက်ချမ်းသာရခဲ့ပါတယ်နောက်ပိုင်းမှာနာနူးဟာဘလို့စွန်စားခန်းတွေလှုပ်သွားမလဲဆိုတော့ဆက်ပြီးတော့ကျွန်တော်ပြောပြပေးသွားပါမယ်နောက်ပိုင်းလေးဆက်ကြည့်ကြနေဆိုရင်ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်